စီနီဂေါပွဲတိုင်းကျွန်တော်အရန်နိုင်စေချင်တယ်နောက်ကိုခုနကပြောတဲ့အကပေါ့နော်အဲ့ကဟိုအားလုံးကဘာဖလားဆိုရဲ့ယူသွမှုထဲမှာအဲ့လိုဖွင့်ပွဲမှာလည်းမြင်လိုက်ရတာကဘာဖလားဆိုကျွန်တော်ကတနည်းမဟုတ်နေတော့တကဘာလုံးကယူသွကြပဲပေါ့နော်ပုံစံမျိုးမျိုးတွေ player တွေအသင်းတွေမှာမြင်ရတယ်ပရိသတ်တွေမှာမြင်ရတယ်အဲ့ဒီချိန်မှာစီနီဂေါကဖွင့်ပွဲမှာလည်းဒီအင်ကြီးချပြီးတော့သူတို့ရစ်ပူဆိုသလိုဘာလို့လို့သူတို့ရဲ့ African အကောက်ကိုလုတ်ပြလိုက်တဲ့ဟာပေါ့နော်တော်တော်လေးဟိုဖြစ်တယ်ပေါ့အဲ့တော့စီနီဂေါရောဟိုဗာမျက်မှတ်ချက်ပေးခြင်းလဲအဲ့ချိန်အဲ့ကာလာအသင်းချင်းနီကောကြည့်မိသလားပေါ့ကြည့်မိတော့ဆိုချင်းနီကောကအဲ့ဒီချိန်မှာကိုတို့ပြောလို့ရှိတော့ဒါမှမဟုတ်ရတော့ဂျူပေါ့နော်ဒါဒီရဲ့ကစားသမားကိုစပြီးတော့ကိုမြင်ခဲ့ရတယ်နောက်နေ့ကျတော့ပရီးမီးယားလိဂ်ကိုရောက်လာတယ်နော်ဒါပေမဲ့အဲ့ချိန်မှာတော့တကယ်ကိုသူကပြင်းနေမှာပဲရှိနေတကယ်ကိုကောင်းတယ်သင်းလိုက်ဟိုညီတယ်ပေါ့နော်တကယ်ကိုအဲ့ချိန်မှာတကယ်ကိုအာဖရိကအသင်းမှာကဟိုတကယ်ကိုစွမ်းဆောင်မှုတကယ်ကိုဟိုကောင်းတယ်ဆိုလေပုံစံမျိုးကိုတွေ့ကြအားလုံးအားသင့်သွားစေခဲ့တာတကယ်အားသင့်ဆိုတာသူတို့ကတကယ်ကိုတပွဲလုံးနဲ့နိုင်သွားတာမဟုတ်ဘူးသူတို့ကန်ကိုနိုင်သွားတာမဟုတ်ဘူးဆိုတော့လေနောက်ပွဲတွေမှာလည်းကိုတို့ကမြင်ရတာပေါ့လေဒါပေမဲ့တော့ကွာတာဖိုင်နယ်မှာတကယ်လို့ပြောလို့တူရကီနဲ့ပွဲမှာဒါရွှေကိုးနဲ့လာမရှုံးခဲ့ရင်ဒါနည်းနည်းလေးတို့ထိတက်ပို့ပြီးတမိုင်းရေးလို့တော့မှာဘုံကညီပြောလို့ပါပဲစီနီဂေါရဲ့ဒီခုလက်ရှိမာနေတို့ခစ်တီပေါ့ဒီဒါဒီလိုပြန်လာတာလို့ဒါကဘာပြောငါတို့လုပ်ရင်ရတယ်ငါတို့လုပ်လို့ရှိရင်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဒါပေမဲ့ကစားသမားတွေရဲ့စိတ်ထဲမှာအဲ့ဒီမှာမျိုးဆက်တစ်ခုချပေးခဲ့တယ်မျိုးဆက်တွေတောက်လျှောက်သူတို့မွေးထုတ်ပေးခဲ့တာတွေ့ရတယ်နောက်တစ်ခုကအဲ့တုန်းကလည်းသူတို့ player တွေအားလုံးကပြင်သစ်လိမှာကစားနေတဲ့ခြေဆိုင်နေဆိုတော့ပြင်သစ်နိုင်တဲ့ပွဲပြီးတော့အဲ့တဲ့တင်တက်လာတာပေါ့နော်အဲ့ကာလာကျွန်တော်တို့အချိန်နဲ့တပြေးညီမသိရပါမယ်နောက်နေ့ဂျာနယ်မှာပြန်ပေါ်ပြတဲ့ခါကျတော့ပြင်သစ်လိအခြေဆိုင် player တွေအားနေပေါ့နော်ပြင်သစ်ရဲ့အားနေကြအားသာကြတော့သူတို့ကောင်းကောင်းသိထားတယ်ဆိုတော့အဲ့လို player တွေနဲ့ပဲသွားတော့ဟုတ်အဲ့နောက်အဲ့ကဘာဖလားကျွန်တော်မှတ်မိသလောက်လေရွှေကိုကဟိုနိုင်ကြီးမှာစခဲ့တဲ့ရွှေကိုကပေါ့နော်အဲ့ဒီ2000ကျတော့မှအရန် drama ရွှေကိုတွေကျွန်တော်အများကြီးမြင်ရသလိုပဲပေါ့နော်ရွှေကိုကစားတဲ့ပွဲတွေလည်း3ပွဲလောက်ပါတယ်နောက်ဆုံးအဲ့လိုရွှေကိုတွေများပြီးတော့အရန်အငင်းပွားစရာတွေဖြစ်လာလို့နောက်နှစ်တွေမှာကျွန်တော်ငွေကိုဆိုပြီးတော့ FIFA ပြောင်းလိုက်ရတဲ့အထိကိုဖြစ်ကုန်ကြတယ်ပေါ့နော်အထူးသဖြင့်ရွှေကိုအဲ့ပွဲမှာရွှေကိုပြောစမှတ်ဆိုရင်တော့ဒီကိုရီးယားဟီတလီပွဲထိတ်သွားပါတော့ပေါ့နော်ကျန်တဲ့ပွဲတွေတက်ပို့ပြီးပြည်သက်အာယုံစိုက်မိတယ်ပေါ့ရွှေကိုအောင်ကိုအဲ့လိုပယ်ဖြတ်အခုတော့မရှိတော့ဘူးပေါ့နော်ရွှေကိုတွေပါတယ်မရှိဘူးအဲ့ဒီချိန်ရွှေကိုအောင်ကျွန်တော်ဒီ World Cup ကိုပို့ပြီးကြွစေလားပို့ပြီးအသက်ဝင်စေရလို့ကိုခံစားရလားပို့ပြီးကြွစေတယ်ပို့ပြီးအသက်ဝင်စေတယ်ဆိုတော့ပို့ပြီးပြောစရာတွေဖြစ်တယ်ပြောစရာတွေအမှတ်တရတွေတော့ဟိုပြောမလို့တနှုတ်လုံးပြောစရာပေါ့သူကပြောချင်တာကတော့ခုနကပြောတယ်အီတလီကိုရီးယားပွဲပေါ့အဲ့အီတလီကမှဂိုးသွင်းလိုက်တဲ့အချိန်မှာပြီးသွားပြီအဲ့မှာကိုယ်စိတ်ထဲမှာပေါ့ကျန်တဲ့မိနစ်လေးပိုင်းလေးပေါ့5မိနစ်လောက်လေးမှာထပ်ခဲ့နိုင်အီတလီချပါကိုရသွားနိုင်တယ်ပက်နတီရသွားနိုင်တယ်အခုချိန်လေးကိုတွေးနေတော့ပေါ့အဲ့ကိုကပြောနေတော့ရွှေကိုမုံတယ်မှာပို့ပါတယ်အဲ့တော့ပြောတော့ဟိုဂိုးသွင်းလိုက်ပြီးသွားပြီပေါ့ဆက်ပြီးထိုးလို့ဟိုကပွဲတိုင်းဟိုလက်ဝိတ်နဲ့ပြောတော့ပွဲတိုင်းချက်ပဲပြီးသွားပြီမထနိုင်တော့ဘူးပုံနေဖို့ဖြစ်သွားတာသူကလည်းအဲ့တိုင်းပဲကိုကြည့်ဟာအဲ့မှာအီတလီနဲ့ပွဲဆိုဘာလို့ဂိုးလည်းသွင်းလဲပြီးတော့တကယ်တမ်းလားဆိုလို့ရှိရင်5မိနစ်တော့တစ်ဆက်ကစားသွားလို့ရှိရင်တော့တမို့ဖြစ်သွားနိုင်တယ်လေဒါပေမဲ့လည်းအဲ့ဒီချိန်မှာစီးမြင်ကတော့စီးမြင်ပဲခုနပြောလို့ပေါ့တကယ်ကြွားတာတကယ်ကိုတော့ဟိုကြွားစရာတွေဖြစ်တယ်ပြောစရာတွေပေါ့အခုတို့ကိုတို့ဒီလုံခဲ့တဲ့နောက်28နှစ်ကဟာအခုချိန်ဒီတစ်ခုတည်းကပြောနေတယ်ခဲ့တယ်ဘာဖြစ်လို့ဒါကရွှေကိုးရဲ့ဒါကဟိုကိုပြောမလဲပြောစမှန်လေးတွေတစ်ခုပဲပေါ့အခုချိန်ကိုတို့ပြောနေကြတယ်ဆိုပဲတန်ပုံလေးတစ်ခုပေါ့ဒါပါတကယ်လို့အဲ့ဒါမှရွှေကိုမဟုတ်ဘူးဒီမှာတစ်ခုဆိုတော့လေဒီလောက်ဒီကိုတို့ပြောကြကြလဲရှေ့ချိန်မှာလဲရှေ့မှာပေါ့ပွဲပြီးသွားပြီ120လုံးကစားလိုက်တယ်နိုင်ဆုံးမပေါ့ဘူးပယ်နတီကန်လိုက်တယ်ဒါပေမဲ့ရွှေကိုးတဲ့ကြောက်တော့ပြောစရာလေးဖြစ်တာလားဟုတ်တော့အဲ့လိုကိုလိုမျိုးလဲတပည့်လူတွေတွေးမှာပါဟာတကယ်လို့များတာရွှေကိုးမဟုတ်ပဲလေဒီလိုပဲကောင်120လုံးမင်း30လုံးထောက်ကြည့်အချိန်ကုန်30ဆက်ကစားလိုက်လို့စိတ်လို့ရှိရင်ဘလိုကားလေးဖြစ်သွားနိုင်မလဲပေါ့ဒါကတော့ပြောရလို့ရှိရင်ဒါလူတိုင်းမှာလည်းရှိမယ်လို့ထင်ပါလေကိုလည်းကိုယ်စိတ်ထဲမှာလည်းရှိနေတယ်အဲ့တော့ဒါပြောရလို့ရှိရင်တော့အခုချိန်ဒီလုံခဲ့တဲ့28နှစ်ကဖြစ်နေတဲ့ဟာကအခုချိန်ဒီဟိုပြန်ပြောတိုင်းမှာလည်းအမှတ်တရလေးတွေရောနာကြီးစရာတွေရောအဲ့လိုပေါ့တနှုတ်လုံးလေးတွေတော့ကြံခဲ့တယ်ဒါပြောရွှေကိုးရဲ့ပေးတွေရတော့တစ်ခုကိုထင်ပါအဲ့မှာကျွန်တော်တို့ထိတ်ဆုံးကပြောစရာပြိုင်ပွဲတစ်ခုလုံးရဲ့တကဘာလုံးကဒီပြိုင်ပွဲ V-Lane ပေါ့ V-Lane လို့သတ်မှတ်ခံလိုက်ရတဲ့ Asian Korea ပေါ့နော်ဟိုကျွန်တော်ကတော့အဲ့ဒီမှာအမြင်နဲ့ကွဲတယ်ကိုရီးယားကျွန်တော်အဓိကတော့သူတို့ရဲ့စူးစမ်းအထောက်မှုပါဟိုဒိုင်နေရဲ့ဘက်လိုက်တာတွေနော် decision အမားတွေဒါအဲ့ဒီလီနဲ့ပွဲမှာဆိုအထူးသဖြင့်ဒီမိုရီနိုဟာဒီနေ့ဒီကဘာမှာဟိုနာမည်ပြတ်သွားတဲ့ဒိုင်အဆင့်ထိကိုရောက်သွားတယ်ပေါ့နော်ကျွန်တော်တို့အဲ့ခိကကြာနေကျွန်တော်ပြန်ဖတ်သူဒီလိုဟိုမွေးစေကိုင်းနေနဲ့အဆက်အသွယ်ရှိတဲ့အထိ live ဖော်ထုတ်ကြတဲ့အခမ်းအရာတွေသူလည်းသူ့ဘဝတစ်လျှောက်လုံးအရေးမဲဖြစ်သွားစေရပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကတက္ကနာပေါ့နော်ကျွန်တော်တို့မြင်တာတော့ကို hidden ပေါ့နယ်သာလန်လေးပြအဲ့အချိန်မှာ hidden ကိုယူလာတယ်ဥရောပခြေဆိုင်ကစားသမားတချို့စလာတယ်ပဂျီဆန်တို့ဟောင်မန်ဘိုတို့ဆိုကီယွန်တို့နဲ့ပေါ့နော်ကိုရီးယားရဲ့စုဖွဲ့မှုကလည်းတကယ်ကိုတော်တော်လေးကောင်းတယ်ပေါ့ကျွန်တော်အဲ့အချိန်မှာဟ
ကဘာဖလားတွေဆိုရင်ကျွန်တော်အင်ရှင်သင်းတွေအားပေးတတ်တယ်ဘာလို့ကျွန်တော်အိမ်ဝင်းမှာအဲ့လိုအင်ရှင်ပြိသက်တွေကိုအသေးမကွဲစေချင်ဘူးအဲ့ခံစားချက်ကိုကျွန်တော်ကမြန်မာအသင်းနဲ့အရင်ခံစားအလုံးတဲ့ခါကျတော့ဘာမှဆိုင်ညာဆိုင်ကဘာဖလားတိုင်းမှာကျွန်တော်အင်ရှင်သင်းတွေကိုတခုခုအများနဲ့ဖြစ်စေချင်တယ်ပေါ့နော်ဘာလို့အင်ရှင်သင်းရှုံးသွားရင်တခြားသင်းနဲ့ပိုခံစားရတယ်လို့ကျွန်တော်အဲ့ချိန်မှာကျွန်တော်ကလေးသွေးနေပေါ့ကျွန်တော်တွေးရပေါ့အဲ့တော့ကျွန်တော်ကိုရီးယားဂျပန်ပြိသက်ပေါ့တောက်လျှောက်ကျွန်တော်ငကိုတွေကလည်းအခုချိန်ထိလည်းကျွန်တော်ကဘာဖလားတိုင်းမှာအာရှသင်းတွေပဲဦးစားပေးအားပေးရပေါ့နော်အာရှသင်းတွေတောင်မှကျွန်တော်အရှေ့လေပိုင်းသင်းတွေတဲ့ဆိုင်ဒီကိုရီးယားဂျပန်ကိုအများနဲ့ဂရုစိုက်ပြီးကြည့်ရပေါ့အဲ့ချိန်ကတော့ကိုရီးယားကျွန်တော်ကိုရီးယားအသင်းရဲ့ fan ဖြစ်သွားတာပေါ့ fan ဖြစ်တော့ကျွန်တော်ယုံနေအဲ့ဗီဒီယိုမှာကြည့်ရင်လည်းအဲ့လိုပဲကျွန်တော်အများနဲ့တယောက်ပဲကျွန်တော်ကိုရီးယားပဲအထူးသဖြင့်အီတလီပြုတ်တဲ့နေ့ရဆိုရင်ကျွန်တော်ကလုံးဝကိုရီးယားကျွန်တော်အရန်အခန့်ညင်းတာပေါ့နော်ဥမာဒိုင်ညစ်တော့ဘာဖြစ်လဲတွင်းသွားတဲ့ဂိုးနှစ်ဂိုးကဒိုင်ပေးတာမှမဟုတ်တာတင်မှာဟိုဆိုကီယွန်ရဲ့ခြေပေါက်ကိုရောပကြွန်ရဲ့ခေါင်းတိုက်ကိုရောဒါအီတလီလို defense မျိုးအီတလီလိုခံစစ်မျိုးအီတလီကကမ္ဘာဖလားကိုသွားတင်တယ်လို့ယူဟိုကမ္ဘာဖလားကိုရတင်တယ်လို့ယူဆတယ်ဆိုရင်ဒီကိုရီးယားတိုက်စစ်ကိုဒီလောက်လေးကိုတော့ထိန်းနိုင်ရမှာပေါ့ဒါကျွန်တော်အဲ့တော့ကျွန်တော်တောက်လျှောက်ပြောတာပေါ့နော်အဲ့လိုဘာလို့ကိုဒိုင်ကတော့မပေးသင့်တဲ့ဂိုးတွေဒါပေမဲ့ဒါကကျွန်တော်တို့အခု journalist ဖြစ်သွားမှပြန်စဉ်းစားရတယ်နောက်ကိုယ်တိုင်နောက်ပိုင်းဘောလုံးတွေကစားတဲ့အခါမှာပွဲအတွင်းမှာတောက်လျှောက်ဟိုတစ်ဖက်စောင်းနေဆုံးဖြတ်ချက်တွေကိုတောက်လျှောက်ချလာတဲ့အခါကျတော့ကစားသမားတွေအာရုံစူးစိုက်မှုလွတ်လာတယ်ပေါ့နော်ဝေဝါးလာတယ်ပြီးတော့တချို့လုံးတွေဝင်လိုက်ရင်ဖောင်းများဖြစ်မလားဆိုပန်နူချီတို့ဘာလို့ဆိုအဲ့တော့တကယ်နမကြီးနောက်နယ်နေမှာနက်စတာမာဒီနီတို့ဆိုတချို့လုံးတွေကအဲ့လိုကိုရီးယားဟိုဟာတွေသူရဲတင်းမဝင်ရတော့ပန်နတီပေးလိုက်ရမှာကိုစိုးရိမ်နေပေါ့နော်ဒါအရှိရဒိုင်းရဲ့ decision တွေနဲ့တော့ဒိုင်းရဲ့ပတ်သက်မှတင်တယ်ဒါပေမဲ့အကိုကခုနကင်မရာနောက်ကမှလည်းပြောအကိုအဲ့ဒီချိန်မှာကိုရီးယားရမုန်းနေရောလုံးနေဆိုအဲ့ပွဲရောအကိုဘလို့အဲ့ပွဲဆိုရင်ကျွန်တော်တို့ရက်ကွက်ထဲမှာဆိုတကယ်ဟိုမြန်မာပွဲလိုပဲဝယုံသုံးကားဖြစ်ခဲ့တယ်ဘာလို့ကျွန်တော်က98ဟို94ပြီးကလေးကအီတလီပြည်သက်များလာတယ်မြန်မာမှာဗီဒီယိုကြောင့်ပေါ့နော်အဲ့အီတလီပြည်သက်များလာတဲ့အချိန်မှာအီတလီကိုကိုရီးယားကအဲ့လိုဟိုအင်ရှင်ဖိအားနဲ့အနိုင်ကျင့်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့မြန်မာတွေရဲ့ရိုးသားတွေးတဲ့တွေးနေပေါ့နော်တောက်လျှောက်အဲ့မှာယုံထဲမှာပေါက်ကွဲကုန်ကြတာအဲ့လိုဝယုံသုံးကားပြအီတလီကိုမပြုတ်စေချင်ကြဘူးပေါ့နော်ကျွန်တော်တကယ်ချင်းနေဆိုရင်အတူတူကြည့်နေနေကိုနှစ်ဖွဲ့ကွဲသွားတာအဲ့လိုကိုရီးယားဘက်ကတစ်ဖွဲ့ကွဲဒီဘက်ကတစ်ဖွဲ့အဲ့လိုပါဖြစ်သွားတာအဲ့မှာတောက်လျှောက်ကျွန်တော်တို့နောက်ပိုင်းအဲ့လိုကိုရီးယားပွဲတိုင်းပေါ့တောက်လျှောက်လိုက်အားပေးခုနကကျွန်တော်ပြောတဲ့အကျိုးမြတ်ရတဲ့မှာကိုရီးယားအများကြီးကျွန်တော်ဟိုဟာဖြစ်တယ်ဘာမှမဟုတ်အဲ့ဒါတော့ကျွန်တော်ဘာမှတွက်ချက်နေစရာမလိုကျွန်တော်အားပေးရတဲ့မလို့ကျွန်တော်လောင်းနေဆိုစိတ်နေပေါ့နော်တောက်လျှောက်လိုက်အဲ့လိုမျိုးအထီအားပေးခဲ့တာပေါ့နော်အဲ့တော့ကိုရီးယားဗီလိန်ဖြစ်သွားတယ်ဒီနေ့ထိလည်းပြောတယ်ပေါ့သူတို့ရဲ့တိတ်ခါမရှိဘဲနဲ့ဆီမီဖိုင်နယ်တွေရောက်သွားတယ်ဆိုတော့အဝေဖန်မှုတွေလည်းနေနေရှိတယ်ပေါ့အကိုကလည်းအဲ့ထဲမှာပါတယ်ဆိုတော့ဘယ်အချက်တွေကကိုအဲ့လိုမျိုးအကိုအတွေ့အဲ့လိုဖြစ်သွားစေရလဲကျွန်တော်အဲ့အရင်စိတ်ဝင်စားတယ်ဒီလိုကခုနပြောလို့ပေါ့ဒါဟိုပြောရလို့ရှိရင်အဲ့နေရတယ်မရပဲမရဆိုတာကိုမျိုးသမီးနဲ့ဟိုလည်းတယ်လို့ပေါ့စကားပြောလို့ဆိုင်အခုလုံးဝမသွားပဲနဲ့ဟုတ်ဒီအဲ့ပေါ့အဲ့ကိုကြည့်မယ်ဆိုပြီးတော့အဲ့ကြည့်တော့ကိုလုံးဝမရဖြစ်တယ်ကတကယ်ကိုတော့ခုနပြောလို့ပေါ့ကိုတော့အီတလီပဲလေအီတလီအားပေးတဲ့ဟိုပြိတ်တဲ့တင်မှာပါတယ်ဆိုတော့အီတလီကနိုင်မယ်ပေါ့နော်ပြင်နစ်ကိုစပိန်ကိုလည်းတက်လာတယ်အဲ့ထဲမှာစမှုကတော့စပိန်နဲ့ပွဲလေးနည်းနည်းပြောတယ်စပိန်နဲ့ပွဲမှာဆိုအီဂျစ်တိုင်ကိုလည်းကိုတော်တော်လေးပို့အဲ့ဒီချိန်မှာပါဟိုဒါပါပနတီနဲ့တက်လာတယ်ဆိုပေမဲ့စပိန်နဲ့ပွဲမှာဆိုအဲ့ဟိုမိုလန်လေးတွင်းသွားတဲ့ကူကကိုတစ်ချိန်တည်းမှာလုံးဝကိုဘောလုံးကစီးမကြော်ဘူးလို့ထင်တယ်ဒီဘောလုံးဖြတ်တင်လိုက်တဲ့လုံးဝစီးမကြော်ဘူးပေါ့နော်အဲ့ဒါကိုစီးကြော်တယ်ဆိုပြီးတော့ license ထောင်းလိုက်တယ်မပေးဘူးပေါ့လေအဲ့ဒါမျိုးတွေကစားဒါကိုစိတ်ထဲမှာပါဒါကတော့ထားပါဟိုဒိုင်းကြီးဆုံးမချက်ကပြီးသွားပြီဒါပေမဲ့အဲ့ဒီဂိုးတော့ပေးခဲ့ရင်ဆိုတဲ့ခါမျိုးခုချိန်ဒီကိုတွေးတယ်ဒါအဲ့ဒီမှာတည်းကစပြီပေါ့လေဆက်တော့အီတလီနဲ့ပွဲမှာဆိုတော့ဟိုညီကဟိုအဲ့ပွဲမှာဆို50ရှိတယ်ကွာငါဒိုင်းပေးလို့ရတယ်မပေးလို့ရတယ်ဒါပေမဲ့အဲ့ဒီချိန်မှာမွေနိုကဘာလို့လဲဆိုတော့အန်ရီမရှိတဲ့ဇုံတွေကိုပေးတယ်အန်ရီရှိတဲ့ဇုံတော့မပေးဘူးပေါ့လေအဲ့ဒီမှာတော့ပနတီဆိုရင်ဘလိုင်းပေးပလိုက်တာအဲ့တော့ blind ဘာဆိုတော့ plan ကြီးဆိုပြီးတော့ပေးတယ်တော်လေးအဲ့ penalty ကို instrument ကန်တယ်မကူဘူးပေါ့လေအဲ့ဒီမှာဖြစ်သွားတာမျိုးတစ်ခါမှတော့50လုံးလေးမှာအီတလီကိုဟိုတချို့နေရာတွေပေးတယ်တချို့နေရာတွေမပေးတဲ့ခါကျခုနပြောလို့ကစားတာနည်းနည်းလေးတော့ရှင်တယ်ပြီးအဲ့ဒီမှာကဟိုပြောလို့ရှိရင်ဟိုဘောလုံးကငါညီတယ်ဘောလုံးကန်တယ်တည်းလမိုင်းရှိလမိုင်းကန်နေညီဟိုအကြီးအသိန်းပေါ့အကြီးဟိုအသိန်းကြီးအသိန်းဆိုမရှိတော့တကယ်လမိုင်းကန်တဲ့အသိန်းကပါမှာပဲအဲ့ဒီချိန်မှာလဲဟိုဘာမှကိုရီးယားလမိုင်းကန်နေတဲ့ပုံစံမှာရှိတယ်နည်းနည်းလေးဟိုနေဖို့လို့မလဲငါတို့လို့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားတော့အဲ့ဒီအချိန်မှာ50လုံးလေးမပေးဘူးโอเคထား50မပေးဘူးပေါ့အဲ့ဒီအချိန်မှာကိုအရင်ကိုတို့ဒီမှာပြောလို့ဆိုစီအဲ့ဒီဘေးချိန်မှာတော်တော်ကြီးယုံသွားဆိုတော်တော်ကြီးပေါက်ဝဲသွားတာကပနတီဘာလို့တော်တီကိုသွားတယ်ကိုရီးယားချလိုက်တယ်ပနတီပေးအောင်မပေးဘဲအနီပါပြလိုက်တယ်တော်တီကိုအဲ့မှာကိုတို့ကွာပြီးယုံတရုံလုံးလေးမှာအော်ပြက်တာလေးချက်တော့အဲ့ကွာကတော့အဲ့ကောင်ပဲကတော့ပြင်မှာတွေ့တတ်ပြစ်မယ်လို့တော့ဆဲဆိုးလေးပေါ့စူးချမ်းလေးပေါ့ဟိုတယ်အဲ့မှာပြောလို့ဆိုစီတယ်လူကလူပြောပဲလူကြီးတွေကအဲ့မှာကျက်ွက်လူကြီးလာတော့မင်းတို့ဘောလုံးဝဲကြီးအဲ့လိုကြီးမစုနဲ့ဘာလို့မင်းတို့ဘွယ်မြန်မာနဲ့အားပေးနေတယ်လည်းမဟုတ်ဘူးဘာလို့အမဟိုလည်းဖြစ်နေတယ်မကိုတော့ကတော့ပောက်ကွဲနေပြီဒါဟိုပြောမယ်အီတလီပြိတ်တဲ့ဆိုလည်းတော်တော်ကြီးပောက်ကွဲတော့ပဲပေါ့ဒါပေမဲ့ကိုလည်းတော့ပောက်ကွဲတာဘာဖြစ်လို့ဒီလိုကိုဘာဟိုပြောလို့ဆိုရင်ပနတီမပေးပဲအနီကပြခဲ့တယ် feeling မျိုးအဲ့ဒီမှာဘုံကပြောတော့10ယောက်7ယောက်ဖြစ်သွားပြီ10ယောက်7ယောက်ဖြစ်မှလည်းသူသွားတယ်အဲ့မှာတချို့တော့လုံးလို့ဆိုလူကြုံရောဖြ
ဖြစ်လောက်တယ်မဖြစ်ဘူးဆိုတဲ့ပုံစံနေသားမှာဆိုပိတ်ထော်လိုက်တော့ဘာလည်းပြန်ကြည့်လို့မရဘူးလေဘာမှပြန်ကြည့်လို့မရဘူးဘက်ဆိုတာလည်းတွန်းမထားပါတော့ထွက်လိုက်တာနဲ့နေထောင်ပြီထောင်ကျော်တော်မပြေတော့အဲ့ချိန်မှာဟိုဘီယာတလုံးပောက်သွားသေးရဲ့နော်အဲ့လုံးဝင်လိုက်ရင်အီတလီလိဂ်ဖြစ်ရမှာကျွန်တော်အဲ့ဒါကြီးလိုက်ထောက်တယ်ဗျာမင်းတို့ကိုယ့်အကိုဝင်အောင်ကန်ပါလားနိုင်ရဲ့ဘီယာလုံးဆိုကျွန်တော်မကွင်းလေလောက်ထဲတော့ရှောက်လွတ်သွားတော့ဆွဲပြေးသွားပြီးတော့မိုးပေါ်အပေါ်ထောင်သူကန်မိအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးဖြစ်တယ်မျိုးတော့အင်ဂျင်မှာဟိုထားပါတော့ကိုလေးမွားတာတော့ဒါတူတယ်ဒါစူးစမ်းအောင်မှုနဲ့ဖြစ်သွားတယ်ပြောဒါပေမဲ့အဲ့ဒီချိန်မှာကိုလုံးဝဟိုပေါက်ခွဲနေတာအဲ့ဒါပဲဘာဖြစ်လို့တော်တီကိုနေလိုက်တာလေအဲ့ဒါကတော့ပြောလို့ရှိရင်တော့ဟိုဒိုင်ရဲ့ဆုံးဖြတ်ချက်တွေမှာအားလုံးကရှိနေပေးလို့ရတယ်မပေးလို့ရတယ်ပေးလို့ရတယ်မပေးရသူ့ရဲ့ဆုံးဖြတ်ချက်တွေမှာရှိနေကြတော့တော့အိတ်ရှင်နည်းနည်းလေးတော့အားသာသွားတယ်ဆိုတဲ့အနေအထားမှာတော့ရှိတယ်ပြီးတယ်ပြောမှပြောလို့ရွှေကိုးနိုင်မှာအိမ်ရှင်မှာဂိုးသွင်းလိုက်တယ်ပြီးသွားတာအဲ့ဒီမှာဘလော့ကြီးကိုပြောမှဆိုတယ်ဒါလည်းမကောက်ပါပရိုမဆိုင်တော့ပါတော့ပြည်သူကြီးကသူ့ကိုဇောက်ဖြတ်ချလိုက်တာအဲ့တတင်းပိုက်ကိုပြောတယ်ဒီကောဒါမျိုးပဲဖြုတ်ဖြစ်ရမှာဒီကောင်မျိုးတွေကထားအောင်မထားသေးဘူးကိုအဲ့ဟိုတော့တော်ဝီရောက်ကိုကဘလုံးပဲကြည့်အဲ့လိုမျိုးကြီးတော့အရန်ဘောလုံးဝမကြိုက်ဘောလုံးကဘောလုံးလည်းဖဲဖြစ်တာပဲကိုကြိုက်အဲ့လိုမျိုးကြီးနည်းလေးတာတော့ကိုကလုံးနည်းနည်းမကြိုက်တယ်မှာပါတော့အဲ့လိုဖြစ်တော့ခုနပြောတော့မိုရီနိုဇော်လေးနဲ့ဆိုင်တယ်အဲ့ချိန်မှာကျွန်တော်မိုရီနိုကပြောကြလို့ရှိရင်တော့ဒီအဲ့အီဂျစ်တိုင်ရောမိုရီနိုကတကယ်တည်းဟိုပြန်ကြီးတတင်းလေးခုအတက်ပြန်ကြည့်လိုက်တယ်မှာတကယ်ဟိုဒီပြိုင်ပွဲအဲ့ပြိုင်ပွဲဟိုမှာတောင်ဝင်ယူခဲ့တဲ့နီးပြိုင်ရိုးဒိုင်လူကြီးတွေမှာတကယ်အကြီးလေးညံ့ဆုံးလေးမှာပါတယ်ပြီးတော့ခွဲတန်းရရောက်လာတယ်ဆိုတဲ့ဟာမျိုးတွေလည်းဟိုတွေးရတယ်ဆိုတဲ့ဟာမျိုးတွေတွေးရတော့ဒါကတော့ထားပါတော့အားလုံးကတော့ပြီးသွားပြီပေါ့ဒါပေမဲ့ဟိုပြောနေတယ်ခုနပြောတော့ပါပဲကိုရီးယားကတော့ဟိုနိုင်နေပဲဘလို့ပဲနိုင်ပါဒါပေမဲ့တမိုင်းတစ်ခုရေးထိုးသွားခဲ့တာကအာရှသေးတဲ့ကဘလို့ပဲပြောဒီကဘာဘာလို့ပြိုင်ပွဲမှာ semi final တက်ခဲ့တာပေါ့ဒါပေမဲ့ဟိုအရင်ရှေ့မှာတော့မြောက်ကိုရီးယားကတော့ဒါ quarter final ကြီးတက်ခဲ့တာလေးတော့ရှိတယ်ဒါပေမဲ့မြောက်ကိုရီးယားရဲ့စံချိန်ကိုကျော်ပြီးတော့ဟို semi final ကိုတက်သွားတယ်ဒီပေါ်မှာတော့ပြောလို့ရှိရင်တော့တချို့ဟာတွေကတော့ဟိုကိုကတော့ appreciate လုပ်တယ်ဒါတော့တူတဲ့ကျူးစာအထုံးမှုတွေတော့ hit ကြီးကအဲ့ဒီမှာတကယ်ကောင်းတယ်မှာလီအောင်ဖြိုးတို့ဒီပတ်ကြီးချန်တို့တကယ်ကိုကောင်းတဲ့ကစားသမားတွေပြီးနောက်ပိုင်းဒီ Premier League ကိုရောက်တာကြာနေအောင်လို့ဒီလိုမျိုးတွေကိုတွေ့ရတော့ဒါပဲပြောရှိရင်တော့သူလက်ထက်မှာတော့ဟိုဒီဟာမျိုးကောင်းတာတွေရှိတယ်မကောင်းတာဒါပေမဲ့ကိုယ်စိတ်ထဲမှာတော့အဲ့ကောင်းတာတွေမကောင်းတာတွေနည်းနည်းလေးပေါ့နော် negative ဘက်ကိုပူပြီးတော့သွားတယ်ဘာဖြစ်လို့ဒါလည်းပြောလို့ရှိရင်အီတလီပြိတ်တဲ့တော်တော်များများလည်းအဲ့လိုမျိုးသွားလိမ့်မယ်လို့ထင်ပါတယ်ဒါပေမဲ့ပြောလို့ရှိရင်အခုချိန်ကြီးတယ်ပြန်ပြောလို့အဲ့ပွဲဟိုဟက်လက်လီနေနဲ့ပြန်ကြည့်တော့တော်တော်တယ်ဒါတော့ပေးတယ်ဒါလည်းဘာလို့ပေးတယ်လဲအဲ့ဒီမှာကိုပြောကြတော့ကွာဟိုကိုရုပ်ကိုတည်းကလို့ပြောအဲ့ဒီဘိုက်တိုင်ကပြောတွေ့တာပတ်မလို့ဖြတ်မလို့ထိုးဆွဲထိုးလိုက်စမ်းပါကွာထိုးချတယ်အဲ့လိုမျိုးတွေကိုကိုရက်တက်ပြောဆူနေနေအဲ့ဒါတွေအမှတ်တရပဲဟိုပြောအဲ့ပွဲကြည့်ပြီးတော့ဒီမှာရောကလည်းဆက်ပြရမှာလားမပြအောင်တော့ပုံလည်းဖြစ်နေတော့မင်းတို့အဲ့ဒါဒီဆူနေတွေကတော့မပြတော့ဘူးပါဖြစ်တော့ပဲအဲ့လိုမျိုးတွေထိဟိုဖြစ်ခဲ့တယ်ဒါလည်းပြောလို့ရှိရင်တော့ဒါဟိုအဲ့ဒီကပေးတယ် feeling တွေကမှတကယ်ကိုတော့တန်ဖို့အမြင့်ဆုံး feeling ကတော့အဲ့ဒီနဲ့တောင်ကိုရီးယားလို့ထင်တာဘာဟိုပွဲဆူတာပွဲတစ်ပွဲကိုရီးယားပိတ်တဲ့တယောက်အနေနဲ့ကြည့်ခဲ့တယ်ဟိုပြောမယ်ဆိုလို့ရှိရင်တော့ဒါဒီပွဲကတော့တော့တန်ဖို့အမြင့်ဆုံးပွဲလို့ကိုကတော့ထင်တယ်ဘာလို့ဒီလိုမျိုးဒီဖြစ်ရတွေကအခုလက်ရှိဟိုဒီချိန်တွေကိုပြောနေကြတာဒါမျိုးတွေတော့မှန်တာမှားတာတွေခဏထားပေါ့ဒါအဲ့ဒီမှာဖြစ်တော့တဲ့ feeling ကတော့လူမျိုးတွေပဲဖြစ်မှာပေါ့ငါညီလိုပဲဒါကိုရီးယားမှန်တယ်တော့တက်တယ်မဲ့ကိုလည်းဒီမှန်တဲ့လူတွေရှိကြမှာပဲဒါမျိုးတွေတော့ရှိမယ်ဒါပေမဲ့ဟိုပြောလို့ရှိရင်တော့ကဘာဖလားရဲ့ထုံးစံတိုင်းပဲပြောကြတယ်တော်ကြံခဲ့ပဲဆိုတာပါအဲ့ဒီဖြစ်ကတော့ကိုထင်တယ်2000ဝက်ကဟို2000ဝက်ကမှာတော့ဒါလုံးဝကိုပြောမယ်ပြောစရာတန်ဖို့အမြင့်ဆုံးပိုင်းကတော့ဒီပိုင်းလို့ပဲပြောလို့ထင်ကျွန်တော်ကတော့အဓိကတော့ဟိုအာရှသားတယောက်ဖြစ်တယ်ပေါ့နော်ကမ္ဘာဖလားတိုင်းမှာကျွန်တော်အာရှအသင်းတွေအများအားပေးတယ်အဲ့ဒီထဲမှာကိုရီးယားဂျပန်ကျွန်တော်နှစ်တိုင်းအားပေးနေကြအောင်ဆိုတော့ဟိုကိုရီအာရှအသင်းတစ်သင်းတလောက်လုံနိုင်တာကို proud ဖြစ်တာတိတ်ကတော့နောက်တစ်ခုကသူတို့ fan တွေရဲ့ passion ပေါ့အဲ့ချိန်သူတို့သမနာကိုယ်တိုင်အားစားကျွန်တော်သတင်းတွေမှာတွေ့ရတယ်ပေါ့နော်အခုဆိုရင် YouTube မှာပြန်ရှာကြည့်လို့ရပါတယ်တချို့ video file တွေဒီရင်ပြင်တွေမှာသူတို့ရဲ့ YouTube မှုတွေလမ်းပေါ်အကုန်ပြည့်သွားတာတွေအကုန်လုံးหนีပြီးတော့အဲ့လိုငိုကြတာဒီ emotion ပေါ်မှာအခြေခံပြီးတော့တနိုင်ငံလုံးဘာမှမလုပ်တော့ဘူးပေါ့နော်ဒီဟာအပေါ်မှာပဲဟို fully support ပြီးပြေဝယူသွတ်တာပြီးတော့ player တွေမှာလည်းအဲ့ဒါကိုအထင်သားမြင်ရအောင် player နဲ့ဟို fan နဲ့ရလေတသားတည်းဖြစ်နေတယ်လို့ခံစားရတယ်ပေါ့နော်အဲ့လို player ရဲ့မျက်နှာကလည်းစိတ်ပိုင်းဖြတ်ထားပြီးသားပုံစံမျိုးပြီးတော့အဲ့ဒီချိန်ကျွန်တော်တို့က good hitting ကလည်းတကယ်ဟိုကောင်းတဲ့နာမည်ကြီးနီးပြဖြစ်နေတဲ့အချိန်ပေါ့နော်သူကလည်းအသင်းကိုရန် polish လုပ်နိုင်တယ်ပြီးတော့ကိုရီးယားကလည်းခုနပြောသလိုကျွန်တော်တို့အာရှအသားတွေဥရောပမှာသွားကစားဖို့အချိန်စပြီးတော့ယူနေတဲ့ player တွေပေါ့ထွန်းတောက်လာတဲ့ player တွေအများကြီးပေါ့အဲ့ဒီပွဲပြီးတော့လည်းဥရောပတော်တော်များရောက်လာကြပါတယ်ဟုတ်အဲ့လို player တွေလည်းအများကြီးမြင်ရတော့နောက်သူတို့ကစားပုံလေးကျွန်တော်သဘောကျတယ်ပေါ့နော်ဟိုခုနပြောသလိုဟုတ်တယ်ကျွန်တော်တို့လည်းဟိုအခုဘယ်လိုပဲဖြစ်မြင်ပါတယ်ဒါပေမဲ့အဲ့
ငယ်တဲ့အချိန်မှာတော့မသိဘူးပေါ့ဘွားပေးတဲ့ favor ရပျော်တော့မှမဖြစ်လေဒါမှရင်ကျွန်တော်ခံရင်းတာတော့ဒါမှန်ပါတယ်ပေါ့ဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်တော့သူတို့ဖြတ်ခဲ့ရတဲ့ဟာကတော်တော်ခက်ခဲမှာဟုတ်တယ်အီတလီစပိန်ပြီးတော့ semi final မှာဂျာမနီပေါ့နော်ဒီပွဲကတော့ကိုရီးယားရဲ့ဟိုအမှန်ဆုံးခြေစွမ်းပေါ့ပြီးတော့တတိယလူပဲမှာတူရကီပေါ့ဒါပေမဲ့လည်းအဲ့ဒီခြေနေထိတောင်မှသူတို့ခံဖိုက်နိုင်တော့ကျွန်တော်သဘောကျတယ်ဂျာမနီကိုတော့မိုက်ကယ်ဘောလက်တလုံးနဲ့တော့ဂိုးနဲ့သူတို့ဂျာမနီเนาะဒါဂျာမနီလို့အသင်းအဲ့ချိန်ဂျာမနီကြောက်စရာကြီးကိုကလိုဆေးတို့အိုလီဗာခန်းဆိုရင်ဂိုးသမားဖြစ်ပြီးတော့ရွှေဘောလုံးတီရသွားတဲ့ဟိုတူးတဲ့တော့ဟိုဂိုးသမားပဲပေါ့နော်ဒီနေ့ဒီကမ္ဘာပေါ်မှာဘယ်သူမှမရှိနိုင်သေးတဲ့ဟာမျိုးတွေပေါ့အဲ့လိုအသင်းမျိုးကိုရီးယားအကြာကြီးတောက်ခံသွားတယ်အကြာကြီးကစားသွားတယ်ဒါတော့ကျွန်တော်မှတ်မိသေးတယ်ပွဲပြီးကန်ဒီမှာခြေပေါက်ကိုရောက်ချန်တချို့ရလိုက်သေးတယ်အဲ့လောက်ထိသူတို့တုံ့ပြန်နိုင်တယ်ပေါ့နော်ပြီးတော့တတိယလူပွဲကတော့ဒါသူတို့စိတ်လို့ကိုလို့ကစားတဲ့အချိန်ပေါ့နော်ဒါအပြန်လန်သွင်းကိုတွေနဲ့တကယ်ဖြောပြမှုပေးသွားတော့ဟုတ်ကိုကျွန်တော်တို့အခုပြောခဲ့တာဆိုလဲတော်တော်လေးတော့များနေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်ထပ်ပြောစရာအသင်းတွေအကြောင်းလည်းရှိနေသေးတယ်အဲ့တော့ဒီဘိုင်းတော့ကျွန်တော်ဒီမှာခဏနားလိုက်မယ်ကျွန်တော်ဒုတိယပိုင်းမှာတော့နောက်ထပ်ဒီကမ္ဘာဖလားရဲ့ထူးခြားတဲ့အကြောင်းအရာတွေကျွန်တော်ဆက်ပြီးပြောကြပါမယ်ဟုတ်ပြီးတော့ဟာကင်ဆူကာဆိုတဲ့တိုက်စစ်မှုတယောက်ကကျွန်တော်တို့အားလုံးဆွဲဆောင်ရတယ်သူ့ရဲ့အမြန်ဆုံးသွင်းကိုပေါ့နော်ဒီ10စက္ကန့်မှာသွင်းသွားသွင်းကိုရတယ်ဒီနေ့အထိဟိုကမ္ဘာဖလားစံချိန်မှာဒီဟာဘယ်သူမှမချိုးနိုင်သေးဘူးအဲ့တော့ဟိုအမှတ်တရတွေအများကြီးနဲ့တူရကီအကြောင်းကိုလည်းအကိုမှတ်မိတော့ပေါ့အကိုတူရကီနဲ့ပတ်သက်ပြီးဘာတွေများမှတ်တရရှိရလဲတူရကီနဲ့ပတ်သက်လို့ရှိလို့ရှိရင်တော့ပရောဒမှတ်မိရတော့ကိုရမှာပဲကျွန်တော်ပြောလို့သူရဲ့ဒီအောက်ကဆေးကဘာလို့ကလဲပေါ့အဲ့လိုမျိုးပေါ့